ဒီနေ့နဲ့နှစ်ခုမှာမူဖွားတဲ့သူတွေက9လပိုင်းကာလအတွင်းစီးပွားတက်ကငွေအစုလိုက်ပုံလိုက်ဝင်မဲ့အကြောင်းအခုလိုဟောကိန်းထုတ်လာတဲ့ဗီဒီဆရာပြည်သက်ကြီးတို့ဒီနေ့နဲ့နှစ်ခုမှာမူဖွားတဲ့ဆိုရင်တော့9လပိုင်းမှာစီးပွားတက်ပြီးတော့တေချာပေါက်ချမ်းသာလိုက်မယ်ဆိုပြီးတော့မြန်မာပြည်ရဲ့နာမည်ကျော်ဗီဒီဆရာကြီးကအခုလိုဟောကိန်းထုတ်ခဲ့ပါပြီဆရာကြီးရဲ့အမှန်ကန်တဲ့ဟောကိန်းတွေအရာ9လပိုင်းကာလဟာဒီနေ့နဲ့နှစ်ခုမှာမူဖွားတဲ့သူတွေအတွက်အထူးခွင့်ရေးတွေယူဆောင်ပေးတော့မှာဖြစ်ပါတယ်9လပိုင်းကလက်လာပါနတ်မင်းကြီးရဲ့အာယုံဆိုင်မှုကိုရရှိနေတဲ့ကံကောင်းစီတဲ့လာတလဖြစ်တာကြောင့်ကိုရနေနိုင်ကကန်ထူးရှင်နေတဲ့မှာပါဝင်နေသလားဆိုတာဆရာကြီးကတွက်ချက်ဟောပြောပေးထားပါတယ်9လပိုင်းအတွင်းမြေကြီးကနေရွှေတည်ပြီးချမ်းသာကြွယ်ဝမဲ့တထေးဖြစ်မဲ့နေနံနှစ်ခုကတော့နံပါတ်1စနေသားသမီးများစနေမူဖွားသူတွေကဒီ9လပိုင်းမှာဘာတွေပဲလှုပ်လှုပ်အရရအဆင်ပြေပြီးတော့မြေကြီးကနေရွှေတည်ရဲ့အထူးကန်ထူးရှင်တွေပဲဖြစ်ပါတယ်စနေနေ့ဖွားသူတွေကအင်မတန်ဒေါသကြီးပြီးတော့စိတ်မြတ်တဲ့သူတွေဖြစ်တဲ့အတွက်ငွေကြေးပိုင်းဆိုင်ရာမှာစကားများရတာမျိုးတွေလည်းရှိတတ်ပါတယ်အထူးသဖြင့်ဒီ9လပိုင်းဆိုတဲ့ကာလမှာငွေကြေးနဲ့ပတ်သက်ပြီးရင်းနှီးသူတွေနဲ့လှုပ်ဆောင်တဲ့ကိစ္စတွေမှာစကားများရတာမျိုးအဆင်မပြေတာမျိုးဆုံးရှုံးရတာမျိုးတွေဖြစ်ခဲ့တဲ့အတွက်အထူးသတိထားဖို့လိုအပ်ပါတယ်ဒါပေမဲ့အဆင်မပြေမှုတွေကခဏပဲဖြစ်ပြီး9လပိုင်းအတွင်းကန်ဆာတာထိတ်ဆုံးကိုရောက်ရှိကလုပ်ငန်းကိုင်ငန်းတွေအကုန်အဆင်ပြေချုံးမွေသွားတော့မှာဖြစ်ပါတယ်အတိတ်မှာရှိခဲ့တဲ့ပြဿနာတွေအခက်အခဲအနှောက်အယှက်တွေအားလုံးဝေးကွာသွားပြီးပျော်ရွှင်ရမယ့်အချိန်ကိုရောက်ရှိနေပါပြီစနေသားသမီးတွေအနေနဲ့9လပိုင်းမှာအဆင်မပြေတာတွေတက်နိုင်သမျှနေပြီးတော့ငွေထုတ်ကြီးပိုက်စင်နိုင်ဖို့အတွက်ဆရာကြီးကအခုလိုရရလည်းပြောထားပါတယ်နော်စနေသားသမီးတွေကရေဖန်ခွက်တစ်ခွက်ထဲမှာတဲအနှဲငယ်ထည့်ပြီးတော့အပေါ်ကနေထီးပြူလေးတစ်ခုစိုက်ထူလိုက်ပါတကယ်လို့ထီးပြူမရှိဘူးဆိုရင်တော့အဖြူရအဝတ်စတစကိုအပေါ်ကနေပြီးတော့ဒီဖန်ခွက်ကိုကိုယ့်ရဲ့အိမ်ခန်းရဲ့စပွဲထဲမှာထားလိုက်ပါရှင်ဒီဖန်ခွက်လေးကိုကင်ပြီးတော့ညတိုင်းမြတ်တာဖို့ဆူတောင်းရင်းနဲ့ငွေကြေးနဲ့ပတ်သက်ပြီးစကားများရတာမျိုးတွေမရှိရအောင်လုပ်ငန်းတွေအဆင်ပြေအောင်9ရက်တိုင်တိုင်ဆူတောင်းပေးရမှာဖြစ်ပါတယ်ဒီလိုဆိုရင်တော့9လပိုင်းမှာစနေသားသမီးတွေရဲ့ကံကြမ္မာကဘယ်သူမှလိုက်မမီနိုင်တဲ့အထိချမ်းသာပြီးတော့တတိဖြစ်တော့မှာပါရှင်နံပါတ်1ဇာတပရိသသမီးများဇာတပရိနိဘွားကန်ထူးရှင်တွေကတော့9လပိုင်းထဲမှာအနောက်ရှက်အခက်အခဲတွေကင်းစင်ပြီးတော့အဆဆအရရအဆင်ပြေတော့မေအတိတ်မျိုးတွေတွေ့နေရပါတယ်ဆရာကြီးရဲ့ဟောပြောချက်အရဇာတပရိသသမီးတွေအနေနဲ့9လပိုင်းမှာကျမ်းမာရေးအနေငယ်ညံ့နေတာကလွဲပြီးတော့အရာအလုံးအဆင်ပြေနိုင်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ခေါင်းကိုက်တာမျိုးမျက်စိကိုက်တာမျိုးဖြစ်တတ်တာမလို့ကြိုတင်ကုသပြီးတော့သတိထားပေးပါအလုပ်တွေအများကြီးလုပ်ပြီးတော့ကျမ်းမာရေးအနေငယ်ညံ့မဲ့ကားလောင်မျိုးဖြစ်နေတာကြောင့်ဇာတပရိသသမီးတွေအထူးသတိထားဖို့လိုအပ်ပါတယ်လုပ်ငန်းကိစ္စတွေမှာတော့ကိုယ်စိတ်ကူးထားသမျှအရာအလုံးအကောင့်ထဲပေါ်ပြီးအဆင်ပြေကကြီးပွားချမ်းသာမဲ့9လပိုင်းကာလပဲဖြစ်ပါတယ်။ဇာတပရိသသမီးတွေအတွက်ရေရကတော့စနေသားသမီးတွေနဲ့အတူတူပါပဲရှင်။ဖန်ခွက်ထဲကိုတဲအနှဲငယ်ထက်ထီးပြူဒါမှမဟုတ်အဖြူအဝတ်အစားတစ်ခုကိုအပေါ်ကတင်ပြီးတော့9ရက်တိုင်တိုင်ဆူတောင်းပေးရမှာပါဒီရက်ရအတွက်ကိုယ့်ရဲ့မွေးနေ့ကနေစတင်ပြီးတော့လှုပ်ဆောင်သွားရမှာပါစနေနေ့မွေးဖွားသူဆိုရင်စနေနေ့ကနေစပြီးရက်ရလှုပ်ရမှာဖြစ်တယ်လို့ဇာတပရိနေ့မွေးဖွားသူတွေကတော့ကိုယ့်ရဲ့မွေးနေ့ဇာတပရိနေ့မှာရက်ရကိုစတင်လှုပ်ဆောင်ဖို့အတွက်ဆရာကြီးကမှာကြားထားပါတယ်9လပိုင်းကန်ထူးရှင်တွေဖြစ်ကြတဲ့စနေနေ့ဇာတပရိသားသမီးတွေဒီဗီဒီယိုလေးကိုကြည့်နေမယ်ဆိုရင်တော့ဆရာကြီးရဲ့ဟောကြားချက်တွေကိုမမေ့ပါနဲ့နော်ရက်ရကိုယုံကြည်ကြည်လှုပ်ဆောင်ပြီးတော့9လပိုင်းရဲ့ကန်ထူးရှင်တွေဖြစ်ငွေကြေးဥစ္စာတွေအစီအမြစ်ကြီးပွားကြပါစေလို့ရေးသားပြီးတော့ဆုတောင်းသွားခဲ့ကြပါအောင်ရှင်